ဇုံမီရဲ့မလေးရှားနိုင်ငံစီမှာတွေ့ရှိရတယ်ဇုံမီရဲ့လှုပ်ရှားမှုကိုယခုလိုတွေ့ရှိရတာဖြစ်ပါတယ်မန်တိုင်းကိုနာဘယ်လိုခေါ်သလဲခင်ဗျာလန်မာဟုတ်ကဲ့အခုလိုယနေ့ဒီလိုလှုပ်ရှားကြတဲ့ရည်ရွယ်ချက်ကိုတီးခွင့်ရနိုင်မလားဒီလိုမျိုးလို့တာကျုံမြတ်မျိုးသားတွေကဒီလိုမျိုးသူတို့ရှိတဲ့ဟာကိုသူတို့ဒီလိုမျိုးသူတို့ကိုယ်တိုင်ပြတာပါဟုတ်ကဲ့အခုလိုဒီဆိုပြတဲ့အတွက်ကျေးဇူးတင်ပါတယ်Ôi tiền pan Quả này quả Ôi tiền pan Con phát chỉ lèo lèo đính tua mà đồng chí đính mà Ba lu miêu lệ Mẹ ca la lệ Ba lu miêu lệ Mẹ ca la lệ Lâu quả này quả Ôi tiền pan mà Who are you all? Where you come from? Who are you all? Where you come from? Ôi tiền pan nè Alu miêu nè Mẹ ca la nè Hello ကိုနာမည်ဘယ်လိုခေါ်ပါသလဲခင်ဗျာဟုတ်ကဲ့ကျွန်တော် David လောက်ခေါ်ပါတယ်ဟုတ်ကဲ့အကိုတို့အခုလိုဒီလိုငြိမ်းချမ်းစွာဆန္ဒပြရတဲ့ရည်ရွယ်ချက်ကိုတီးခွင့်ရနိုင်မလားခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့မြန်မာအစိုးရတစ်အနေနဲ့ကျွန်တော်တို့တိုင်းရင်းသားတွေတမှုပြောင်းပြီးတော့ဆက်ဆံတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့တစ်ချက်တွေ့ရရှိတယ်ပြီးတော့အခုကျွန်တော်တို့ ZNC ပါတီအနေနဲ့ကျွန်တော်တို့ရဲ့လူမျိုးကိုအဖြစ်နဲ့ခံတယ်လို့မျိုးခံစားရတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ပြည်ပနိုင်ငံမှာရောက်နေတဲ့လူငယ်တွေအနေနဲ့ဒီတိုင်းမနေစင်ကြပါဘူးခင်ဗျာဒါကြောင့်ကျွန်တော်တို့ကကိုဖြစ်နေတဲ့ဘဝကိုဖြစ်နေတဲ့ကိုရဲ့လူမျိုးဆိုတာပါလဲဆိုတာကျွန်တော်တို့ပေါ်ပြချင်တယ်ဟုတ်ကဲ့ဆရာကနေပြီးတော့လည်းသူတို့လှုပ်ချင်တာလှုပ်တယ်လုံနိုင်ခွင့်ရှိတာတွေလှုပ်တယ်ကျွန်တော်တို့ကလည်းလှုပ်တဲ့နာတွေကိုဖြစ်တဲ့နာတွေကိုကျွန်တော်တို့ကပေါ်ထုတ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီနေ့ကျွန်တော်တို့လူငယ်သစုအားလုံးမလာနိုင်ကြပါဘူး။အားလုံးအတွက်မလာနိုင်ဘူးနဲ့ရှိတဲ့လူနဲ့သူပြုတ်ချက်အရ9မိနစ်လောက်ပဲအော်ခွင့်ရပါတယ်။ဒီငင်းချမ်းပါပဲ။ဟုတ်ကဲ့။ဟော9မိနစ်ပဲခွင့်ပြုထားလားခင်ဗျာ။ကျွန်တော်တို့တောင်းဆိုထားတာတော့နိုင်ဝက်လောက်တောင်းဆိုထားပါတယ်။ဒါပေမဲ့အချိန်ကြီးရဖို့9မိနစ်လောက်တော့အော်ခဲ့ရမှာ။ဟုတ်ကဲ့မြန်မာသားရုံးရဲ့တုံ့ပြန်မှုကဘယ်လိုရှိပါလဲတလဲ။မြန်မာသားရုံးကိုကျွန်တော်တို့စာပို့ထားပါတယ်ခင်ဗျာ။တန်ရုံးရှိတော့တော့ခွင့်မပြုပါဘူး။ဟုတ်ကဲ့ကျွန်တော်တို့ကဒီနားကနေပြီးတော့ပဲအဆင်ပြေတယ်လို့လုပ်နေရပါတယ်။ဟုတ်ကဲ့ဝိသနေရနေပဲဒီလိုမျိုးဆန္ဒပြရတာပါလားခင်ဗျာဟုတ်ပါတယ်ခင်ဗျာကျွန်တော်တို့တတ်နိုင်တာဒါပဲရှိပါတယ်ဟုတ်ကဲ့ခုကျွန်တော်တို့အတတ်နိုင်ဆုံးကိုလုပ်ပြချင်ပါတယ်ဒါပေမဲ့မီဒီယာတွေကိုလည်းအားကိုးရတာဟုတ်ကဲ့အဓိကခုလိုကျေးဇူးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကိုဒေးဗစ်